အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အတိတ်မာကြီးမှာခြင်ပြမှာဖြစ်ပါတယ်ကိတ်လားမကိတ်လားတော့မသိဘူးเนาะအေးတစ်လုံးပြုတ်စားလို့ချောမွေးတောင်တင်းမိမသားဆန်ဖြစ်ပါတယ်ကျွန်တော်တကယ်တော့ဒီဗီဒီယိုမနေ့ကတင်ဖို့ပဲကျွန်တော်ဗီဒီယိုကတင်ရမှာပြင်းနေတာနဲ့ဗီဒီယိုမလုပ်ချင်တာလည်းကောက်တင်လိုက်တယ်အမှဘယ်သူရှိတယ်လဲဝင်တော့အများကြီးပဲ3ယောက်တိုးကြီးငါတေးတော့မှဖတ်ဖလက်โอเคဖတ်ကဲပြောရရင်ကျွန်တော်မိုင်းအရန်ဆော့တတ်တယ်အခုမဆော့တာကြတော့မဆော့တတ်တော့အဲဒီမှာမူလန်ဟေးဟိုကလည်းဖမ်းမယ်ဆိုရင်ကျွန်တော်ဝင်လိုက်မယ်အေးမဖမ်းတည့်ရသွားတယ်ငါဝင်ချအေး3ယောက်တယောက်ကြီးတော့ရောက်ငါဟိုမူလန်တမ်းမရတော့နားလားရောအပေါ်စားတိုင်းညာစားရလေ flawless ဒီမှာပဲပါလဲဟိုင်လားမသိကိုဖင်ရတယ်ဆိုတော့အကွက်ကပေါ်တီတီမုံနော်မိုင်းကမဆော့ရကြတော့ကွက်တည်းကတိတ်မလုပ်တတ်တော့ချောင်းကြီးကဘယ်ထွက်လာတော့ flag ကြီးနဲ့အဲ့ကွာမစောတာကြားတဲ့ကောင်ပြန်ခိုင်းအတိုင်းကြီးပဲကွာပြီးတော့စကင်ရက်ထည့်တုံထားတာပူလောင်ဆိုးပြီးအိုင်ဒန်နေရာလည်းပြောင်းထားတာဘာအိုင်ဒန်ဘယ်လိုတော့မှလည်းမသိတော့လေဖြူဖြစ်တာနားဟာသွားပြီးချောင်းပြောင်းတာတီးရောဘယ်လိုလုပ်ပြီးဘယ်တာဝါလည်းမသိကိုတို့ကလိုက်ရှာတာရောဝင်ပြကိုကတွေးရစပယ်ကောက်ဖြစ်ခဲ့လိုက်တာအမ assistant နေရပါအေးမဝင်လာတော့အများကြီးပဲကျွန်တော်ပြစ်ချင်တာစကေး1ပဲစကေး2ပဲထိုင်တူကိုကတိတ်မစောတာတော့အေးဝင်အေးကန်ခွေးစီအားမှာမတူနိုင်မသိဘူးကန်ခွေးစီပဲတော့ရောမှန်သွားကောက်ပတ်လိုက်မယ်တီးသွားပြီနောက်ဆုံးတော့တကောင်ရပါတယ်ကိုကလည်းကမ်းပတ်လိုက်ရပါတယ် Oh my god ကိုကောင်ကြီးတကယ်ကြားတာချွတ်ကြားတာမဟုတ်တော့ဟုတ်လားကြည့်သူပဲ